ကြောက်မက်ဖွယ်လေရင်ပြက်ကျမှုတစ်ခုအပြီးမှာဖေးကီဟာတောအုပ်တစ်ခုထဲမှာနိုးလာပါတယ်သူဟာနာကျင်ကြိုက်ခဲပြီးစိတ်ရှုပ်ထွေးနေပေမဲ့သူ့ရဲ့မျက်မှန်ကိုရှာတက်ပြီးပတ်ဝန်းကျင်ကိုစတင်စူးစမ်းပါတော့တဲ့လမ်းမှာတစ်တီးတစ်လုံးတွေ့လို့ကောက်စားဖို့လုပ်ပေမဲ့အထဲမှာလောက်ကောင်တွေအပြည့်ဖြစ်နေတာကြောင့်ပြန်ချလိုက်ရပါတယ်ခဏအကြာမှာတော့သူဟာ Ralph နဲ့ဆုံမိပြီးသူတို့နှစ်ယောက်အတူတူစူးစမ်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်ချောင်းတစ်ခုကိုတွေးတဲ့အခါ Ref ကအဝတ်စားတွေချွတ်ပြီးရေထဲခုန်ဆင်းကပျော်ပျော်ပါးပါးရေကူးပါတော့တဲ့ Kiki ကတော့သူ့မှာပန်းနာရင်ကြက်ယောဂရှိလို့ရေမကူးတတ်ကြောင်းပြောပြပါတယ်။အဲ့ဒီနောက် Kiki ကခရူးတင်းကြီးတစ်လုံးကိုတွေးရှိခဲ့ပြီးဒါကိုမှုတ်ရင်အတန်ကျဲကြီးထွက်ကြောင်း Ref ကိုပြောပြပါတယ်။ Ref ကခရူးတင်းကိုအားကုန်မှုတ်လိုက်တဲ့အခါအတန်ကြောင့်တခြားလွင့်စင်နေတဲ့ကလေးတအုပ်စုလုံးသူတို့စီရောက်လာကြပါတယ်။အဲ့ဒီနောက် Jack နဲ့သူ့ရဲ့တချင်းဆိုဖွဲ့ရောက်လာပါတယ်။ကလေးတွေကြားမှာဘသူကခေါင်းဆောင်ဖြစ်တဲ့လဲဆိုတာမဲခွဲကြတဲ့အခါ Ref ကမဲအပြတ်တက်နဲ့အနိုင်ရသွားပါတယ်။ Jack ကစိတ်ဆိုးသွားပေမဲ့ Ref ကသူ့ကိုအမဲလိုက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ခန့်အပ်လိုက်တဲ့အတွက်ပြန်လည်ကျေနပ်သွားပါတယ်။သူတို့တွေဟာကျွန်းရဲ့အခြေအနေကိုသိရအောင်တောင်ပေါ်ကိုတက်ကြပါတယ်။တစ်ကီကတော့ရင်ကျက်ယောဂကြောင့်ခက်ခက်ခဲခဲလိုက်ပါခဲ့ရပါတယ်။တောင်ပေါ်ရောက်တဲ့အခါသူတို့ဟာလေရင်မှုရဲ့အလောင်းကိုတွေ့ရှိခဲ့ကြပါတယ်။ Ref ကပင်လယ်ထဲမှာတကြိုပေးဖို့အကြံပြုပြီးသူတို့တွေအလောင်းကိုတောင်အောက်ကိုတွန်းချလိုက်ကြပါတယ်။ Ref ကစီကန်းတစ်ခုထုတ်လိုက်ပါတယ်။ခရူးတင်းကိုကင်ထားတဲ့သူပဲစကားပြောရမယ်ဆိုတာပါပဲ။တစ်ကီကအစားအသောက်နဲ့အိမ်သာကိစ္စတွေကိုဦးစားပေးဖို့ပြောပေမဲ့ဂျက်တို့အဖွဲ့ကသူ့ကိုလှောင်ပြောင်ကြပါတယ်။အဲ့ဒီအချိန်မှာကလေးငယ်တစ်ယောက်ကတောထဲမှာတားရဲကိုတွေးခဲ့တယ်လို့ပြောလိုက်တာကြောင့်အားလုံးထိတ်လန့်သွားကြပါတယ်။ဂျက်ကတော့တားရဲရှိရင်သူတို့အမဲလိုက်အဖွဲ့ကတပ်ပစ်မယ်လို့ကတိပေးလိုက်ပါတယ်။သူတို့တွေဟာကယ်ဆယ်ရေးသင်္ဘောတွေမြင်အောင်မီးပုံကြီးတစ်ခုဖော်ဖို့ကြိုးစားကြပါတယ်။တစ်ကီရဲ့မျက်မှန်ကိုအသုံးပြုပြီးနေအောင်နဲ့မီးမွေးလိုက်ပေမဲ့မီးကထိမ့်မနိုင်သိမ့်မရဖြစ်ပြီးတောမီလောင်ပါတော့တယ်။အဲ့ဒီမီးထဲမှာမျက်နှာမှာအမတ်ပါတဲ့ကလေးငယ်လေးတစ်ယောက်ပျောက်ဆုံးသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဂျက်ကအမဲလိုက်ဖို့ကိုပဲအစွဲလန်းကြီးနေပါတယ်။သူဟာဝက်တကောင်ကိုတတ်နိုင်ခဲ့ပြီးအောင်ပွဲခံနေချိန်မှာ Ref တို့စောင့်ကြည့်နေတဲ့မီးပုံကငြိမ်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသင်္ဘောတစ်စင်းဖြတ်သွားပေမဲ့မီးကိုမရှိတာကြောင့်သူတို့ကိုမမြင်ပဲကြော်သွားပါတယ်။ဒါကို Ref ကအပြစ်တင်တဲ့အခါဂျက်ကဒေါသထွက်ပြီးတစ်ကီကိုထိုးလိုက်တာကြောင့်တစ်ကီရဲ့မျက်မှန်တစ်ဖက်ကွဲသွားခဲ့ပါတယ်။ဂျက်က Ref ရဲ့ခေါင်းဆောင်မှုကိုလက်မခံတော့ပဲသူ့ဘာသာဖွဲ့ခွဲပြီးတောထဲမှာစခန်းချပါတယ်။ဂျက်ရဲ့အဖွဲ့ဟာပုံမိုရက်ဆက်လာပြီးတောရိုင်းဆန်လာပါတယ်။တစ်ကီနဲ့ Ref တို့ဟာမျက်မှန်ပြန်တောင်းဖို့ဂျက်ရဲ့စခန်းကိုသွားတဲ့အခါရန်ပွဲဖြစ်ကြပါတယ်။အဲ့ဒီအချိန်မှာဂျက်ရဲ့နောက်လိုက်ရောဂျာကကြောက်တုံးကြီးတစ်တုံးကိုတွန်းချလိုက်ရာတစ်ကီရဲ့ခေါင်းကိုတက်တက်မှန်ပြီးတစ်ကီသေဆုံးသွားခဲ့ပါတယ်။ခရူးတင်းကြီးလည်းကွဲကြေသွားပါတော့တယ်။ Ref ဟာတောထဲကိုထွက်ပြေးပုန်းရှောင်ရပါတယ်။ဂျက်က Ref ကိုဖမ်းမိဖို့တောအုပ်တစ်ခုလုံးကိုမီးရှို့လိုက်ပါတယ်။ Ref ဟာမီးခိုးတွေကြားကနေကမ်းခြေကိုအမောတကောပြေးထွက်လာတဲ့အခါမှာတော့ကံကောင်းထောက်မစွာနဲ့ကမ်းခြေကိုရောက်နေတဲ့ဗြိတိရှရေတပ်အရာရှိတွေကိုတွေ့လိုက်ရပါတယ်